ကမ္ဘာကျော် UNESCO အမွေအနှစ်ဖြစ်တဲ့ပုဂံအင်ပါယာကြီးရဲ့အစပြုပုံအကြောင်းခိုင်မာတဲ့သမိုင်းထောက်ထားတွေကိုသိပါသလား။မှန်နန်းမဟာရာဇဝင်တော်ကြီးရဲ့တရားဝင်မှတ်တမ်းများအရပုဂံပြည်ကိုခေတ်ပြိုင်ကျေးရွာပေါင်း19ရွာစုစည်းပြီးစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုစုစည်းမှုကိုပုဂံခေတ်ဦးရဲ့ပထမဆုံးမင်းကြီးဖြစ်တဲ့သမုဒ္ဒရာမင်းလက်ထက်မှာစတင်ခဲ့တာဖြစ်ပါတယ်။ထိုခေတ်ကာလကတိုင်းပြည်ကိုချိန်ချောက်နေတဲ့ရန်သူကြီး၄ပါးလို့တရားဝင်တင်စားခေါ်ဝေါ်တဲ့အနေအဆိုးတွေရှိခဲ့ပါတယ်။အဲ့ဒီရန်သူတွေကိုပြက်ပြက်သားသားနှိမ်နင်းပြီးနိုင်ငံတော်ကိုတည်ငြိမ်အောင်စွမ်းဆောင်နိုင်ခဲ့တာကတော့ပြူစောထီးမင်းဖြစ်ပါတယ်။သမိုင်းပညာရှင်တွေအဆိုအရပုဂံရဲ့ဒီနေရာဟာအေယာဝတီမြစ်ကွေ့မှာရှိတာကြောင့်စစ်မဟာဗျူဟာနဲ့ကုန်သွယ်ရေးအရာအလွန်အားသာချက်ရှိခဲ့ပါတယ်။ကျေးရွာတွေကိုစူးစီးယုံတင်မကပဲရန်သူတွေမဖျက်ဆီးနိုင်တဲ့ခိုင်မာတဲ့မျိုးရိုးအတားအဆီးတွေကိုပါတပါးတဲ့စနစ်တကျတိစောက်ခဲ့ကြတာပါဒီလိုတည်ငြိမ်မှုနောက်ွယ်မှာပြည်သူတွေစီးလုံးမှုအတွက်စောစီးစွာထုံကားခဲ့တဲ့တရားဥပဒေနဲ့စည်းကမ်းစနစ်တွေလည်းရှိခဲ့ပါတယ်ခင်ဗျာဒါဟာရာစုနှစ်ပေါင်းများစွာကမ္ဘာကအံ့ဩရမယ့်အရှိတောင်အာရှရဲ့အကြီးကျယ်ဆုံးရွှေရောင်အင်ပါယာကြီးရဲ့ကနဦးအစပြုခြင်းပါပဲကျွန်တော်တို့ရဲ့ဂုဏ်ယူစရာမြမသမိုင်းမှန်တွေကိုကဘာတိအောင်ဆက်လက်မျှဝေဖို့ဖောက်လုပ်ထားဦးမှာ